အားလုံးကိုမင်္ဂလာပါလို့ Lighthouse Channel မှာထပ်မံကြိုဆိုလိုက်ပါတယ်အခုချိန်မှာကျွန်တော်အနေနဲ့တင်ဆက်လိုတဲ့အရာကတော့ဟာမိုရာဘီကိုတာဥပဒေနဲ့မောရှေရဲ့ပညတ်တော်ဘေဟာကအရင်ပေါ်ပေါက်လာတယ်လေဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်အဲ့ဒါတော့ဟာမိုရာဘီကိုတာဥပဒေဆိုတာကကျွန်တော်တို့ဒီသမိုင်းမှာအင်မတန်မှအထင်ကြီးဖြစ်တဲ့အရေးကြီးတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကမ္ဘာပေါ်မှာဒါပထမအင်မတန်မှရှေးကြတဲ့ဒီတရားဥပဒေဖြစ်ပါတယ်တရားဥပဒေကတော့ဒါသူ့မျက်စိတစ်လုံးဖောက်ရင်ကိုယ့်မျက်စိတစ်လုံးဖောက်ခြင်းခံရမယ်သူ့သွားတစ်ချောင်းချိုးရင်ကိုယ့်သွားတစ်ချောင်းချိုးခြင်းခံရမယ်ဆိုတဲ့အခြေခံသဘောတရားနဲ့ရေးထားတာဖြစ်ပါတယ်အဲ့ဒီတော့ဒါကအင်မတန်မှအနာမည်ကြီးပါတယ်အဲ့ဒီတော့ဒီမောရှေရဲ့ပညတ်တော်နော်ဓမ္မဟောင်းကျမ်းမှာလည်းပဲအလားတူတရားဒီကိုကျွန်တော်တွေ့ရပါတယ်မောရှေပညတ်ထဲမှာလည်းပဲသူ့ရဲ့မျက်စိတစ်လုံးဖောက်ရင်ကိုယ့်မျက်စိတစ်လုံးဖောက်ခြင်းခံရမယ်သူ့ရဲ့သွားတစ်ချောင်းချိုးရင်ကိုယ့်ရဲ့သွားတစ်ချောင်းချိုးခြင်းခံရမယ်ဆိုပြီးတော့မှအဲ့လိုစင်တူယိုမာတရားဥပဒေတွေကိုကျွန်တော်ဒါတွေ့ရပါတယ်အဲ့လိုတွေ့ရတဲ့အချိန်ကျတော့ကျွန်တော်တို့မေကွန်းထုတ်เสียတခုရှိလာတာကမောရှေကဒီဟာမိုရာဘီကိုတာဥပဒေကနေကူးချထားတာလားဟာမိုရာဘီကိုတာဥပဒေကပဲမောရှေရဲ့ဒီပညတ်တော်ထဲကနေပဲပြန်ပြီးတော့ copy ယူထားတာလားလို့ဒါမေးเสียရှိလာပါတယ်ကျွန်တော်တို့ကိုယ်တိုင်လဲကျွန်တော်တို့ဒီဓမ္မပညာကိုလေ့လာတဲ့အခါမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒါဒွိဟကျွန်တော်တို့ဖြစ်ခဲ့ဖူးပါတယ်အဲ့ဒါတော့တမိုင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာမောရှေပညတ်တော်ကိုရေးထားတဲ့အချိန်ကတော့ BC 1400ဖြစ်ပါတယ်ဟာမိုရာဘီကိုတာဥပဒေကိုရေးသားတဲ့အချိန်ကတော့ BC 1955နဲ့ဒါ51ကြားမှာဖြစ်ပါတယ်ကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာနှစ်ပေါင်း300ကျော်กว่าဟနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာမိုရာဘီကိုတာဥပဒေကပဲအရင်ပေါ်ပေါက်လာတာဖြစ်ပါတယ်မောရှေပညတ်တရားတော်ကတော့နောက်မှဒါတိနာတောင်ပေါ်မှာပေါ့နော်ဒါမောရှေကဒီပညတ်တော်ကိုသူရေးသားခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ဒီနေရာမှာမေးเสียရှိတာကမောရှေကဟာမိုရာဘီကိုတာဥပဒေကနေကော်ပီကူးထားတာလားပေါ့နော်ကော်ပီကူးပြီးတော့ကျမ်းစာထဲမှာကော်ပီကူးချထားတာလားလို့ဒါမေးเสียရှိပါတယ်ကျွန်တော်တို့အခြေခံသဘောတရားကတော့တူညီတဲ့အတွက်ကြောင့်မလို့ဒါကူးထားတယ်ဆိုရင်ကူးထားတယ်လို့ပြောရမလို့ဖြစ်ပါတယ်သို့တော်ညာလည်းပဲတကယ်တမ်းကျွန်တော်တို့ဒီမောရှေရဲ့ပညတ်တော်နဲ့ဟာမိုရာဘီကိုတာဥပဒေကိုတေးတေးချာချာနိုင်နိုင်ချွတ်ချွတ်လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာတော့ကျွန်တော်တို့မတူညီဘူးဆိုတာဒါကျွန်တော်နားလည်ရပါတယ်ကျွန်တော်ဒီဓမ္မပညာရှင်တွေရဲ့လေ့လာသိရှိချက်အရဟာမိုရာဘီကိုတာဥပဒေနဲ့မောရှေရဲ့ပညတ်တရားတော်ကသူ့မျက်လုံးဖောက်ရင်ကိုယ်မျက်လုံးဖောက်ခြင်းခံရမယ်သူ့သွားချိုးရင်ကိုယ်သွားချိုးခြင်းခံရမယ်ဆိုတဲ့အခြေခံသဘောတရားကတော့တူညီတရားရှိတော်ညာလည်းပဲတကယ်တမ်းကျမ်းစာကိုနဲ့ဒီတမန်မောရှေပညတ်တော်နဲ့ဟာမိုရာဘီကိုတာဥပဒေကိုတေချာအသေးစိတ်လေ့လာကြည့်တဲ့အခါမှာကျွန်တော်လုံးဝမတူညီကွာခြားတဲ့အရာတွေကျွန်တော်တို့ဒါအတွေ့ရမှာဖြစ်ပါတယ်ဥပမာတစ်ခုအနေနဲ့ပြောမှဆိုရင်တော့ဒီဟာမိုရာဘီကိုတာဥပဒေမှာဆိုရင်သူ့မယားပြစ်မှားတော့သူကယော်ကြေးပေးပြီးတော့မှလွတ်ခွင့်ရှိတယ်ပြီးတော့မှဟာမိုရာဘီကိုတာဥပဒေမှာဆိုရင်လူအသက်ကိုတတ်မိရင်ကျွန်တော်တို့ယော်ကြေးပတ်စံတွေပေးပြီးတော့မှအသက်ချမ်းသာခွင့်ရှိတယ်ပေါ့နော်ဒါပေမဲ့ဟာမိုရာဘီကိုတာဥပဒေမှာသူများပစ္စည်းခိုးတာမိရင်တော့တည်တံပေးခြင်းခံရတယ်ဆိုတာတွေ့ရတယ်ပေါ့ဒါပေမဲ့မောရှေရဲ့ပညတ်တရားတော်တွေမှာလေ့လာကြည့်တဲ့အခါကျတော့မောရှေရဲ့ပညတ်တရားမှာသူများပစ္စည်းဥစ္စာခိုးလို့တည်တံပေးခံရတယ်ဆိုတာမရှိဘူးဒါပေမဲ့သူများသားများပြစ်မှားပြီဆိုတော့ဒါတည်တံပဲလူအသက်တက်တယ်ဆိုတည်တံပဲအဲ့တော့ဒီအခြေခံအပေါ်ယံကြည့်တော့သူတို့ဖြစ်ပေမဲ့တကယ်နဲ့ချွတ်ကြည့်တဲ့အခါမှာလုံးဝမတူဘူးဆိုတော့တွေ့ရတယ်အဲ့တော့ဟာမိုရာဘီရဲ့ဥပဒေကိုကျွန်တော်တို့ကဘယ်လိုသုံးသပ်လို့ရတယ်လဲဟာမိုရာဘီကုသဥပဒေကတော့ဒီပိုင်ဆိုင်မှုရှင်ဝင်ပန္တာပစ္စည်းဥစ္စာပိုင်ဆိုင်မှုကအဓိကကာကွယ်ပေးတဲ့ဥပဒေဖြစ်ပါတယ်မောရှေရဲ့ပညတ်တော်ကတော့လူရဲ့အသက်လူရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့ဥပဒေဖြစ်ပါတယ်ဒါကိုကြည့်ချင်းဖြင့်ကျွန်တော်ဗာနာလေရဆိုဘုရားသခင်ကဒီပစ္စည်းဥစ္စာကျွယ်ဝချမ်းသာမှုကိုကာကွယ်ပေးတာတဲ့လူရဲ့အသက်ဝိညာဉ်လူရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့နေရာမှာအဓိကထားပြီးတော့မှဒီပညတ်တရားတော်ကိုရေးထားခိုင်းတယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်ဟာမိုရာဘီကိုတာဥပဒေမှာဆိုရင်တော့လူအသက်တတ်တော်ညာလေးပဲခင်ဗျားပစ္စည်းယောနိုင်တယ်ပတ်စံယောနေဆိုခင်ဗျားအသက်ချမ်းသာခွင့်ရှိဒါပေမဲ့မောရှေပညတ်တော်မှာကျတော့လူအသက်တတ်ပြီဆိုရင်တော့ဘာမှယောလို့မရဘူး
လူအသက်သက်တော်သူကတော့တည်တံပဲဖြစ်တယ်ဟာမိုရာဘီကိုတာဥပဒေမှာကျတော့သူများပစ္စည်းခိုးရင်တည်တံပေးခြင်းခံရတယ်ဒါပေမဲ့မောရှေပညတ်မှာကျတော့သူများပစ္စည်းခိုးလို့တည်တံပေးခံရဆိုတာမရှိဘူးပစ္စည်းဥစ္စာသူများရဲ့တိုးတကောင်ခိုးရင်တိုးလေးကောင်ပြန်ရုပ်ပေးရမယ်ဆိုတာတော့ရှိတယ်ဒါပေမဲ့သူများတိုးခိုးလို့အဲ့ဒီလူကိုပြန်တက်ရမယ်တည်တံပေးရမယ်ဆိုတာမရှိဘူးဘာကြောင့်လဲဆိုတော့ပစ္စည်းဥစ္စာတဲ့လူရဲ့အသက်ဝိညာဉ်ကပို့ပြီးတော့တန်ဖိုးရှိတယ်ဘုရားသခင်ကပစ္စည်းဥစ္စာတဲ့လူကိုပို့ပြီးတော့တန်ဖိုးထားတယ်အဲ့ဒါတော့ဘာဖြစ်နောက်ဆုံးကျွန်တော်ဘာသုံးသပ်လဲလာလို့ရတယ်လေဆိုတော့မောရှေရဲ့ပညတ်တရားတွေဘုရားသခင်ကိုယ်တိုင်ပေးထားတဲ့ပညတ်တရားဖြစ်ပြီးတော့မှလူရဲ့အသက်ကိုကာကွယ်ဖို့လူတွေရဲ့အိမ်ထောင်ရေးကိုကာကွယ်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့မှချစ်ချင်းမေတ္တာအပေါ်မှာအခြေခံပြီးတော့တည်ဆောက်ထားတဲ့ဥပဒေဖြစ်တယ်ဆိုတာနားလည်ရပါတယ်အဲ့တော့ဟာမိုရာဘီရဲ့ကိုတာဥပဒေကတော့လူတွေရဲ့ဒီပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုကာကွယ်ဖို့အတွက်အဓိက focus ထားတယ်ဆိုတာနားလည်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်အဓိကနှစ်ချက်အနေနဲ့ကတော့တူတလူလူဖြစ်ပေမဲ့အခြေခံသဘောတရားကတော့မတူညီဘူးဆိုတာတွေ့ရတယ်နံပါတ်2အချက်ကတော့မောရှေပညတ်တရားတွေဘုရားသခင်စီကနေလာတဲ့အရာဖြစ်ပြီးတော့မှလူရဲ့အသက်လူရဲ့ဝိညာဉ်လူရဲ့မိသားစုကိုကာကွယ်ပေးတဲ့ဥပဒေဖြစ်တယ်ဟာမိုရာဘီရဲ့ကိုတာဥပဒေကတော့ဒါလူတွေရဲ့အသွေးခေါ်ကနေလာတာဖြစ်တယ်လူတွေရဲ့ပိုင်ဆိုင်မှုကအဓိကကာကွယ်ဆောင်ရှောက်ပေးတဲ့ဥပဒေဖြစ်တယ်ဆိုတာနားလည်ရပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ